ဒီမှာပေါ့နော်ထုတ်ပြမယ်ဒီမှာပေးတယ်ဒီမှာ line လေးပါတယ် adjust လုပ်လို့ရတယ်ဒီဖက်လက်တဲ့ပုံမိုက်တယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တင်ပေးဖို့ကြံနေတယ်ကျွန်တော်ရဲ့အသစ်ဝယ်လိုက်တဲ့ clip ဖက်နဲ့ clip ပယ်တယ်လေးကို unboxing လုပ်သွားမယ်ပြီးသွားရင်အဲ့ဒီမှာရှိတဲ့ပစ္စည်းပုံစံလေးကိုကျွန်တော်အသေးစိတ်လေးပြသပေးမယ်ပြီးသွားရင်တော့ဒီမှာကျွန်တော်ဘေးမှာတက်ဆင်ပြီးတော့ကျွန်တော် test ride လေးလုပ်သွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်ကဲဘယ်လိုလေးဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ကြအောင်ဗျာကျွန်တော်ပယ်တယ်ပုံလေးအရင်ပြပြီနော်ပယ်တယ်ကိုအရင်ထုတ်ပြပေးမယ်ပယ်တယ်ကတော့ကျွန်တော် Shimano ရဲ့ PD 520 ပယ်တယ်ပေါ့နော်မောင်လေးမိုက် clip ပယ်တယ်ဘူးပုံစံကတော့ဒီလိုပုံစံလေးပေါ့နော်ဒီက Shimano PD 520 ပေါ့နော်မောင်လေး SPD ပယ်တယ်ပေါ့နော်ပြောမှဆိုကဲဖွင့်ကြည့်အောင်နော်သူကဟိုပါပေါ့နော်ပြောမှဆိုကျွန်တော်ဒီပယ်တယ်ပါမယ်ဘားဆန်ပါမယ်ဘားဆန်အမျိုးအစား2မျိုးရှိတယ်ဗျကျွန်တော် SH51 နဲ့ 56ဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်ဒီမှာ original ပါလာတော့51ပေါ့ဒီတော့ပယ်တယ်ပုံလေးရိုက်ပြပြီမယ်ပယ်တယ်ပုံလေးကဒီမှာပေါ့ထုတ်ပြမယ်ဒီမှာပယ်တယ်ဒါပယ်တယ်ပေါ့နော်ဒီဘက်မှာ instruction တွေပါပြီးတော့ပါတယ်ဒါကျွန်တော်ပြီးပြောပြပေးမယ်အဲ့တော့ကျွန်တော်ဒါလေးခဏပြန်ထည့်လိုက်မယ်ကျန်တာတော့ဘူးပုံပေါ့နော်ဘူးပုံနဲ့ဘားဆန်နဲ့ဟုတ်ပြီဒီမှာထားနေတာပယ်တယ်ပုံကဒီမှာပေါ့နော်ဒါပယ်တယ်ပုံလေးပေါ့ဒီမှာတန်ရှင်ပေါ့နော်ဒီမှာအတင်းဖက်နဲ့တက်လို့ရှိရင်ကျွန်တော်ဒီမှာအတင်းနဲ့အရှော့နေပေါ့နော်အဲ့ဒါပါတယ်ပြီးဒီမှာကျတော့ကျွန်တော်တို့ဒီမှာဘားဆန်ဆိုတာပါတယ်နော်ဘားဆန်ဆိုတာကျွန်တော်ဒီဖက်နဲ့ရဲ့အောက်မှာတက်တဲ့ဥစ္စာပေါ့ဒါကတော့ခဏဖက်နဲ့ပြပြီးတော့မှကျွန်တော်ဆက်ပြပေးမယ်။ဒီဟာမျိုးစားဘားဆန်မျိုးစားကိုဘာရှိတယ်လို့ပြောပြပေးမယ်။ဒီပယ်တွေကိုအရင်တက်လိုက်မယ်နော်။ပယ်တွေကဥပမာ left right နဲ့ရှိတယ်ကျွန်တော်တော့ပယ်တွေရင်တက်လိုက်မယ်။ပယ်တွေတက်မယ်နော်။ဒါလေးအရင်ဆုံးဒါလေးဖြုတ်လိုက်ပြီ။ Okay ။ဒါ left ဒါဘယ်ဘက်ပေါ့နော်ဘယ်ဘက်ရင်တက်လိုက်။ဘိုက်တယ်ဗျကျွန်တော်အရင်ကျွန်တော်ဟိုညီလေးတယောက်စီကငားရတဲ့ပယ်တွေထက်ကိုပိုသေးသွားတယ်ပေါ့နော်ပုံစံလေးက15 gwa size ပေါ့နော်15 gwa size နဲ့ကွက်တီတယ်โอเคဟိုဆန်းတက်လိုက်အောင်အခုကျွန်တော်အရင်စီးတဲ့ဘားဆန်က96ပေါ့နော်96ကဖြုတ်ရတာလွယ်တယ်အခုအစ်ပါတဲ့ဘားဆန်ကတော့51ပေါ့နော်51ပေါ့51ဖြုတ်ရတာလည်းနည်းနည်းခက်တယ်သူကပြောမှဆို advanced level ပုံစံမျိုးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘားဆန်နဲ့အသားကြောင်ထပ်ပြီးတော့စူးစမ်းအောင်ပါကွာကျွန်တော်ဒီပယ်လေးကိုကကျွန်တော် Sport Gear Trading ဆိုတဲ့ဆိုင်ကဝယ်လိုက်တာဝယ်တဲ့နေ့က31ရက်3လ2026ပေါ့နော်ဈေးနှုန်းကတော့အဲ့တော့3,900ပေးရတယ်နောက်ပိုင်းဆိုပြောင်းလဲရှိနေတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ပယ်တက်ပြီးသွားပြီဆိုတော့ဖနက်ကိုစက်ပြပြီနော်ဖနက်ကတော့ကျွန်တော်စာရာဘိုင်းဟောက်ကဝယ်လိုက်တာကျွန်တော်ဖနက်ကနောက်တစ်ရံဝယ်ဖို့ရှိသေးတယ်ဒါပေမဲ့လောလောဆယ်မှာကျွန်တော်စီးဖို့အတွက်ပေါ့နော်စာရာဘိုင်းဟောက်ကကျွန်တော်ဝယ်လိုက်တာပေါ့နော်ဖနက်ကဒီပုံစံလေးပေါ့ဖနက်ပုံစံလေးကတော့ဒီလိုပုံစံလေးပေါ့နော်အောက်မှာကျွန်တော်ခုနပြောတဲ့ဒီမှာဘားဆန်တက်ဖို့နေရာလေးပါတယ်နော်ပြီးတော့နောက်တစ်ခုကပါလဲဆိုတော့ဒီမှာသူကဘူးသီးလေးပါတယ်ပြောတယ်ဒီဘူးသီးလေးပါဒီဘူးသီးလေးကိုဖြုတ်ဖို့အတွက်ဒါလေးထည့်ပေးတာဒါဖြုတ်လို့လည်းရတယ်တက်လို့လည်းရတယ်ပေါ့နော်ကျွန်တော်လောလောဆယ်တက်ထားလိုက်ပြီဒါမလိုသေးဘူးဆိုတော့โอเคအဲ့ဆိုကျွန်တော်ဖနက်အောက်မှာရှိတယ်ဒီဘားဆန်ကိုကျွန်တော်တက်ပြပြီနော်ဒီဘားဆန်ပေါ့ဒီဘားဆန်ကကျွန်တော်ခုနပယ်တယ်ဝယ်တော့ပါတယ်ဒီမှာဘားဆန်ပေါ့နော်ဒါကိုတက်အောင်ပါโอเคအဲ့တက်ပြပြီနော်လောလောဆယ်ကျွန်တော်ဖနက်တက်ဖို့အတွက်ဒီမှာဒီကစကူလေးတွေကိုကျွန်တော်ရေဖြုတ်အောင်နော်အဲ့ဒီနဲ့โอเคဖြုတ်ဘူးပါနော်ဖြုတ်ဘူးပါဆိုတော့ဒီအောက်မှာကျွန်တော်တို့စကူရဖို့အတွက်ကိုရပြီနေရာရပြီပေါ့နော်အဲ့မှာကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုး adjust လုပ်ပြီးတော့ကျွန်တော်တက်အောင်โอเคဘားဆန်ဖြုတ်မယ်နော်ဘားဆန်တော့ဖောက်ပြီမဖောက်လိုက်ရပြီမယ်ဘားဆန်မှာဒီလိုမျိုးဥစ္စာလေးနှစ်ခုပါတယ်ခုနကလိုစကူလေးတွေပြန်ပါတယ်ပေါ့နော်ဒါ51ပေါ့နော်ပြောမယ်ဆိုဒီမှာရေးထားတယ် SM SH51 လို့ရေးထားတယ်သူကလည်းဒီပေါ်မှာရေးထားတယ်ပေါ့နော်51ကကြတော့ကျွန်တော် position တစ်မျိုးနဲ့ပဲဖြုတ်လို့ရတယ်ကလစ်ဖလက်ကိုပြန်ဖြုတ်လို့ရှိရင်နောက်တော့56ဆိုတာရှိသေးတယ်56ကကျွန်တော်အရင်ကတက်ထားတယ်ကျွန်တော်ညီလေးဟိုခဏမှာပါတယ်ဘားဆန်က56ပေါ့နော်အဲ့တော့56ကကျတော့3မျိုးလောက်ဖြုတ်လို့ရတယ်ဗျာဒီလိုလည်းဖြုတ်လို့ရတယ်ဒီလိုပေါ်ပြလိုက်ပြီးတော့လည်းဖြုတ်လို့ရတယ်နောက်တစ်မျိုးနဲ့လည်းဖြုတ်လို့ရတယ်ဒါကတော့51ပေါ့51က position တစ်မျိုးနဲ့ပဲဖြုတ်လို့ရတယ်အဲ့တော့နည်းနည်းလေးပို့ပြီးတော့ advance ရအောင်ပါပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးတော့အသားချအောင်ထပ်ပြီးလေ့ကျင့်အောင် okay ဒီဘားဆန်လေးရင်တက်လိုက်အောင်ပေါ့နော်ကျွန်တော်တက်ဖို့အတွက်ကဒီမှာပေါ့နော်အောက်မှာဒီမှာ line လေးပါတယ်အဲ့ line လေးကိုကျွန်တော်ဒါထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်လိုအပ်တဲ့ဥစ္စာပေါ့နော်ကျွန်တော်လိုအပ်တဲ့အနေထားလောက်ကိုချိန်လိုက်ပေါ့နော်ပြောမှဒီမှာချိန် adjust လုပ်လို့ရတယ်လိုအပ်တဲ့အနေထားလောက်ကိုချိန်ပြီးသွားရင်ကျွန်တော်ဒါဥပမာတက်ပြတာပေါ့နော်ဒါကိုယ့်ရဲ့ site နဲ့ကိုယ်နဲ့ကိုက်မဲ့ဥစ္စာကိုတက်ရမ်းချက်ကြီးမလုံးနဲ့ပေါ့နော်တစ်ဖက်ကိုနည်းနည်းဟွာလုပ်ပြီးတော့မှ adjust လုပ်ပြီးတော့တက်โอเคတော့ဒါတော့လည်းအရန်ချက်ကြီးမှုပဲနဲ့ကျွန်တော်ချိန်ကြည့်ပွားပြီပေါ့နော်ချိန်ကြည့်ပွားကိုလိုတလောက်ပေါ့နော်ကိုလိုတလောက်နေထားအောင်ဒီတော့ယူလိုက်ယူပွားရင်ကျွန်တော်တို့ဒါလေးကိုချက်လိုက်တော့ပေါ့နော်
ရိုးရှင်းပါတယ်ကျွန်တော်ကတော့ဒါဘယ်လိုအဆင်ပြေမှမသိသေးတော့ကျွန်တော်လောလောဆယ်စိုင်းပြီးတော့နင်းကြည့်အောင်ပါဗောနော်အဆင်မပြေတော့ပြေလို့ပြန်ပြီး adjust လုပ်အောင်ဒါလက်ရှိဒါကျွန်တော်တက်ပြတာအကျန်းလေးဗောနော်โอเคဒါဆိုရင်ကျွန်တော်အကျန်းလေးပြီးသွားပြီဒါအဆင်ပြေမပြေကတော့စီးကြီးမှသိမှာဗောနော်ခဏလေး test ride စီးကြည့်မယ်ကျွန်တော်နောက်တစ်ပတ်တက်လိုက်အောင်ဗောနော်โอเคဘယ်နဲ့ညီအောင်လို့နည်းနည်းလေးတော့ view site ပေါ့နော်ဒီမှာသူ့ရဲ့ဟိုပါပေါ့တိုင်းတာလုံးမဲ့နေရာလေးပေးတာပေါ့နော်အဲ့နေရာလေးကိုပုတ်ပြီးโอเคညီပါပြီဆိုရင်ချက်တော့โอเคဒါပြီပေါ့နော်တော့လည်းကျွန်တော်စမ်းစစ်ကြည့်လိုက်အောင်မယ်နော်စမ်းစစ်ကြည့်ပြီးတော့ကျွန်တော်လိုရရင်တော့ပြန်ပြီး adjust လုပ်အောင်ကျွန်တော်ပထမဦးဆုံး clip စတက်ပြီးတော့စီးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်လုပ်ပုံကိုင်ပုံတွေအမားပိုင်လည်းပါနေပြီပေါ့နော်ကျွန်တော်နည်းနည်းလေးလာတာတော့ပဲကျွန်တော်လုပ်တယ်ဆိုတော့โอเคစမ်းစစ်ကြည့်လိုက်အောင်မယ်နော်ဒီနေ့လေးကဒီမှာဒီလုံးလေးနှလုံးပါတယ်ဗောနော်အဲ့ဒါလေးကကျွန်တော်ကျိုးလျှော့တဲ့ဥစ္စာပေါ့ပြောမှဆိုတော့ကျွန်တော်ဒီကျိုးနေတဲ့ဥစ္စာမဝယ်တော့ဘာလို့ဆိုတော့ကျိုးတွေနဲ့ကျွန်တော်ကျိုးဖက်နှက်ချီရကျိုးချီရတာပါလှုပ်ရှုပ်နေဗောနော်ဒါကကျိုးပေါ့နော်ဒါလေးကိုလှုပ်ဆွဲပြီးတော့ကျိုးလေးကိုလှုပ်လျှော့လို့ရတယ်လျှော့ဖို့ကမှကျွန်တော်ဖက်နှက်ကိုဖွက်တာပေါ့ပြီးရင်တော့ပြန်ဖိပြီးတော့ကျွန်တော်ပြန်ကျက်လိုက်ဒါကျိုးပြန်ကျက်တဲ့ဥစ္စာဗောနော်ဒါပြောဖို့မေ့နေတဲ့အချက်โอเคဝေးလိုက်အောင်ဗောနော်ဖက်နှက်ဒါကိုပြီးသွားဆိုရင်ကျွန်တော်ဒီဟာလေးကိုဖိပြီးတော့ဆွဲလိုက်ဒါလေးကိုဖိပြီးတော့ဆွဲလိုက်ဗောနော်ဆက်လိုက်ဒါပြီးသွားပြီတော့ချက်သွားပြီနော်โอเคဘာလို့လဲโอเคလိုက်လာကျွန်တော်လေးတော့ခဏထားတာစမ်းကြည့်လိုက်မနော်ပြည့်ပြည့်လိုက်โอเคဒါဖတ်တက်ပြီးတော့ကျွန်တော်တိုးပြီးတော့ရေးစမ်းကြည့်လိုက်ပါတော့ချုပ်တာရေးချက်ဒီမှာလေ့ကျင့်လိုက်ပြီဆိုတော့လမ်းမပေါ်တစ်ချက်တက်စီပေါ့နော်ဒိုးမယ်နော်အခုစထွက်တာတော့တာဂီတာပေါ့နော်ဘယ်နှကီလိုလောက်ရမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ကြအောင်ဗျာခုနကကျွန်တော်ပြောဖို့မေးခဲ့တာကျွန်တော်အခုတက်ထားတဲ့ရှီမာနို PDM 920ပယ်တယ်လေးကတက်တဲ့အခါမှာ site နှစ်ခုလုံးတက်လို့ရတယ်ပေါ့နော်ပြောမှဆို two way site လုံးတက်လို့ရတယ်အဲ့တော့ကျွန်တော်အဆင်ပြေတယ်ပေါ့နော်တချို့ပယ်တယ်တွေက one way site ပဲတက်လို့ရတယ်ပယ်တယ်တွေရှိတယ်အဲ့ဒါကျွန်တော်ကြည့်ပြီးတော့တက်နေရတယ်ပေါ့နော်အဲ့တော့တိတ်အဆင်မပြေဘူး okay ဆက်လို့မယ်ခုကတော့ကျွန်တော်မှောင်တဲ့အချိန်ရောက်လာပြီပေါ့နော်ကျွန်တော်လည်းအားတဲ့အချိန်ပဲဗီဒီယိုရိုက်ရတာဆိုတော့ခုညနေပိုင်းပဲအားတော့ဒီနေ့ပဲရိုက်တော့မှောင်တဲ့အချိန်ရောက်လာပြီအဲ့တော့ကျွန်တော်ရတော့ပတ်နေလိုက်အောင်ပဲဗီဒီယိုကျွန်တော်အသေးစိတ်မရိုက်ပြတော့ဘူးပေါ့နော်အားလုံးပြီးတော့မှပဲကျွန်တော်ဘယ်နှကီလိုရလဲပြောပြီးတော့ဗီဒီယိုလေးကိုဆုံးသက်မှာပေါ့နော်ဆက်တိုးမယ်โอเคကျွန်တော်တာဂီတာကိုပြန်ရောက်ပါပြီတာဂီတာတရားကိုပြန်ရောက်ပြီပေါ့နော်ကျွန်တော်လောလောဆယ်ကီလို23ကီလိုနင်းပြသွားတယ်ကျွန်တော်ဒီမျိုးလေးပေါ့နော်စောက်တရားတို့ဘူထောင်တို့ပတ်ပြီးတော့ကျွန်တော်ဟိုအလုံးဘက်ကနေပတ်ပြီးတော့မီနီကုန်းဘက်ပြန်ပတ်ပြီးတော့ကိုစင်နာနဲ့ပြန်လာတာပေါ့နော်ကီလိုကတော့23ကီလိုလောက်နေမှုသွားပြီနင်းရတဲ့အရာတော်ပြောရမှာဆိုရင်တော်တော်လေးကိုမိုက်တယ်အရင်ဖက်နှက်တက်ပုံမိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဖက်နှက်ဘားဆန်တက်တဲ့ဥစ္စာကျွန်တော်နဲ့ပတ်တိဖြစ်သွားတယ်လို့တူတယ်လုံးဝနင်းလို့ share ကောင်းတယ်ပြီးတော့ sprint တွေဆွဲလို့လည်းကောင်းတယ်ဖက်နှက်ကလွယ်တကူဟိုဖြစ်သွားပေါ့နော်ကျွန်တော်ဟိုနေရာမပြောင်းသွားဘူးပေါ့နော်ပြီးတော့51ဘားဆန်နဲ့နင်းရတာပို့ပြီးတော့ feeling ကောင်းတယ်ပေါ့နော်ဖြောတက်ရလည်းအဆင်ပြေပါတယ်ပြီးတော့ကျွန်တော်ပြောဖို့မေးနေရတယ်သူများတွေကပြောကြတယ်ပေါ့နော်ဖက်နှက်ကိုကိုတက်တစ် site ကြီးတာဝယ်ပါညာဆိုပြီးပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ကို site တိုင်းပဲကိုဝယ်တာပေါ့နော်အဆင်ပြေတယ်ပေါ့ဖက်နှက်ကအဲ့ဒါလေးပြောပြချင်တယ်ဒါပေမဲ့ချိုးလူတွေတော့ကတော့အဆင်ပြေချင်မှပြင်မယ်ပေါ့နော်သူတို့တက်တစ် site ကြီးတာဝယ်ကြတဲ့လူတွေလည်းကျွန်တော်တွေ့ဘူးတယ်အဲ့ဒါကြောင့်မလို့အဲ့ဒါတော့ကိုယ့်ရဲ့တွေ့ကြုံလေးရှိနေအောင်ပါမှတ်ပေးကြနော်ဒီနေ့ဗီဒီယိုတော့ဝယ်နော်ကျွန်တော်လည်းဗီဒီယိုမှာပြန်လို့ကြမယ်နော်တက်